မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့တာချီလိတ်ကအငိမ့်စားစစ်တီတဝူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကခမရ331တာချီလိတ်တက်ကအငိမ့်စားစစ်တီတဝူပါတရင်အပေါ်တစ္ဆာမိတ်စွာကိုကျိုးအတွက်လှုပ်ရှားနေတဲ့စစ်တီတွေကိုအထက်လူကြီးများသိရှိပြီးအရေးယူနိုင်အောင်ပြောပြချင်ပါတယ်ခမရ331မှာတပ်ပိုင်မြေဧက900ရှိပါတယ်အခု300ကျော်လေးပဲရှိပါတော့တယ်တပ်ဘေးမှာလွယ်စီတုံရရှိပါတယ်။ရွာဆက်မှာတပ်ပိုင်မြေကြောက်တိုင်ရှိပါတယ်။တပ်ပိုင်မြေကြောက်တိုင်ကိုတက်ကထွက်သွားတဲ့ဒုအရာခံမှုဦးတောင်းနဲ့သူ့တမတ်ခွဲတက်ချက်ကြီးစိုးလိုက်တို့ကနေရာပြောင်းဆိုင်ပြီးသူတို့ကအိတ်ဆောက်နေပါတယ်။သူတို့ပတ်ဝန်းကျင်ကတပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းစားပါတယ်။ခမန်3ဧကခွဲလောက်ရှိမယ်ထင်ပါတယ်။ခွဲတက်ချက်ကြီးစိုးလိုက်ကလက်ရှိတပ်ထဲမှာတာဝန်ထမ်းဆောင်စေပါ။ရောက်လာသမျှတရင်မှုအဆက်ဆက်ကိုဖားရပေါင်းပြီးရှေ့တန်းမလိုက်ရပဲမြို့ဆောင်ဂိတ်မှာဂိတ်ထိုင်နေတာပါတရင်အဆက်မြေလွတ်တွေမှာမြို့တွေကကားတွေနဲ့အမိုက်လာပုံကြပါတယ်တလားကိုဗတ်ရှိရာဆရာကြီးဆိုးလိုင်ကိုပေးရတယ်လို့သိရပါတယ်ရှုပ်ပွညစ်ပတ်နေတာပါပဲတိုက်ကလူတွေကအဲ့ဒီနေရာကိုတိတ်မရောက်ကြတော့မသိကြပါဘူးသူလုံးချင်တိုင်းလုံနေတာပါအများကသိအောင်တင်ဆက်ပေးပါလို့စာရေးသားပြပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message ဘောက်ကနေတဆင့်စပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။